1948ခုနှစ်အစောပိုင်းမှာပါလက်စတိုင်းတွေဟာဂျူးတွေထက်မြေဧရိယာ9လောက်ပုံမှုပိုင်ဆိုင်ပါတယ်6ရာခိုင်နှုန်းသောအဲ့ဒီဂျူးတွေဟာနှစ်အတွင်းမှာပဲပါလက်စတိုင်းနိုင်ငံရဲ့88ရာခိုင်နှုန်းကိုခိုးယူခဲ့ပါတယ်နာဇီရန်ကြောင့်ထွက်ပြေးလာတဲ့ဂျူးဒုက္ခသည်တွေပါလက်စတိုင်းကိုဘယ်လိုခိုးယူသွားတယ်လဲ1948ခုနှစ်မတိုင်ခင်ကပါလက်စတိုင်းဒေသရဲ့နယ်မြေအများစုကိုပါလက်စတိုင်းတွေပိုင်ဆိုင်တာပါ1949နိုဝင်ဘာမှာပါလက်စတိုင်းရဲ့55ရာခိုင်နှုန်းကိုကုလာကဂျူးတွေကိုပေးလိုက်ပါတယ်ဂျူးတွေဟာပါလက်စတိုင်းလူဦးရေရဲ့သုံးပုံတစ်ပုံသာရှိပြီးအများစုကလည်းဥရောပကနေဝင်လာတဲ့ဂျူးဒုက္ခသည်တွေပါအဲ့ဒီနောက်ဇီယွန်အကြမ်းဖက်အဖွဲ့တွေဟာစစ်စင်ရေး32ခုလောက်ခါအစိုးလိုက်အပြုံလိုက်တပ်ဖြတ်မှု80ကိုကျူးလွန်ခဲ့ပါတယ်1949အပြည့်အတဲ့အချိန်မှာပါလက်စတိုင်းရဲ့88ရာခိုင်နှုန်းကိုဇီယွန်တွေကခိုးသွားပါပြီပါလက်စတိုင်း9သိန်းခွဲကျော်ထွက်ပြေးခဲ့ရပြီးမြို့ရွာပေါင်း930ကျော်ဖျက်ဆီးခံရပါတယ်ပါလက်စတိုင်းတွေပိုင်ဆိုင်ခဲ့တဲ့အဆောက်အဦတွေကိုဇီယွန်တွေကခိုးယူသိမ်းပိုက်လက်ကြပါတယ်နိုင်ငံသစ်အစ္စရေးဟာ1950မှာပိုင်ဆိုင်သူမဲ့ဖြစ်စီများဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်ဒီဥပဒေနဲ့ထွက်ပြေးသွားခဲ့ရသူတွေရဲ့ဥအိမ်စည်းစိမ်တွေကိုတင်ယူခဲ့ပြီးလူရှိနေစေဥအိမ်တွေကိုလည်းရှိနေသူတွေကိုမောင်းထုတ်ကာတင်ယူခဲ့ပါတယ်ဒီဥအိမ်စည်းစိမ်တွေကိုဂျူးမျိုးသားရမုံငွေအဖွဲ့ကိုလွှဲပေးခဲ့ပါတယ်1954မှာတော့ပါလက်စတိုင်းရဲ့ဆိုင်ပေါင်း1000ကျော်စာအုပ်ပေါင်း9000ကျော်နဲ့လယ်မြေ60ရာခိုင်နှုန်းကိုဂျူးတွေကခွဲဝေယူခဲ့ကြပါပြီဒီကနေ့အစ္စရေးလို့ခေါ်တဲ့နိုင်ငံရဲ့80ရာခိုင်နှုန်းကပါလက်စတိုင်းတွေရဲ့ပိုင်ဆိုင်မှုဖြစ်ပါတယ်နိုင်ငံသစ်အစ္စရေးဟာ1948ဂျွန်20မှာဘန်တွေကိုအမိန့်တခုထုတ်ပါတယ်ပါလက်စတိုင်းတွေရဲ့အကောင့်အားလုံးကိုပိတ်ဖို့ပါပါလက်စတိုင်းတွေပိုင်တဲ့ငွေကြေးကန်ဒေါ်လာ24တန်းလောက်ဆုံးရှုံးသွားပါတယ်ဒီကနေ့ခေတ်တန်ဖိုးနဲ့ဆိုရင်ဒေါ်လာတန်300ကျော်ပါတယ်ဇီယွန်အကြမ်းဖက်တွေဖျက်ဆီးခဲ့တဲ့ပါလက်စတိုင်းရွာတွေရဲ့80ရာခိုင်နှုန်းလောက်ကဒီနေ့ချိန်ထိလူမရှိပါဘူးမြေကွက်လက်တွေတစ်တောတွေနဲ့လေယာမြေတွေဖြစ်နေပါတယ်ဇီယွန်အကြမ်းဖက်တွေပါလက်စတိုင်းကိုခိုးယူမှုဟာလူနေဖို့ထက်ဂျူးများစုရှိတဲ့နိုင်ငံတစ်ခုထူထောင်ဖို့ဖြစ်ကြောင်းပါလက်စတိုင်းသမိုင်းပညာရှင်တွေကကောက်ချက်ချပါတယ်2026ခုနှစ်ဒီနီလန်ကိုသုံးနေစေပါဖေဖော်ဝါရီလမှာမြေယာမှတ်ပုံတင်ရေးဥပဒေတစ်ခုကိုအစ္စရေးအစိုးရကအတည်ပြုပါတယ်ပါလက်စတိုင်းနိုင်ငံအနောက်ဘက်ကမ်းမှာပါပိုင်ဆိုင်ကြောင်းတက်သိမ်းမပြနိုင်တဲ့ပါလက်စတိုင်းမြေမှန်သမျှဂျူးပိုင်မြေလို့သတ်မှတ်တာပါ1948ခုနှစ်ကလည်းဒီလိုနီလန်နဲ့ပဲပါလက်စတိုင်းနိုင်ငံကိုဝါမြူခဲ့ကြတာဖြစ်ပါတယ်2025ခုနှစ်တွင်တရားမဝင်အိမ်ယာ54လုံးဆောက်ဖို့အစ္စရေးကအတည်ပြုပါတယ်1948ခုနှစ်ကထွက်ပြေးလာတဲ့ပါလက်စတိုင်းအများစုရဲ့မျိုးဆက်တွေရှိရာဂါဇာမှာလည်းလေယာဉ်86ရာခိုင်နှုန်းအဆောက်အဦ81ရာခိုင်နှုန်းကိုအစ္စရေးကဖျက်ဆီးထားပါတယ်ဒီမြေတွေဟာသူတို့ပိုင်မြေတွေလို့လည်းအစ္စရေးကပြောပါတယ်ပါလက်စတိုင်းတွေကတော့သူတို့တနာလို့ကဲတင်ခဲ့တဲ့ဒုက္ခသည်တွေရဲ့ဒုက္ခပေးမှုကိုနှစ်ပေါင်း80ကြာတဲ့အထိခံနေရဆဲပါ